要多点嘛话，没来过讲你也嘟嘟呗，没到过路俺那两个包呢呀。ကောင်းစား 那呸！ ဟောကိုခုနကဟိုကောင်းစားလာမသိဘူး ဟုတ်ပါတယ်ကိုဘာကိစ္စရှိလို့လဲ ငါတို့ကညီကိုပဲလေကွာကိစ္စတစ်ခုဆိုရှင်တော့ပြည်လေပြောကြတော့ ဒီကွာငါလည်းဒေါသထွက်သွားတယ် ကျွန်တော်နာမည်ကိုသက်အောင်ပါကျွန်တော်ဟိုတလောကကောင်းဆက်နေလေအိမ်ရောက်မလို့နေအတီးအောင်ပြရရောက်ထွက်ပါတယ်ဗျကျွန်တော်သူ့တော်ပွဲစားကပေးလိုက်တယ်ကျွန်တော်ခုကနောက်ထပ်ရောက်ဖို့လိုက်ရှာအခုမှတွေ့ရတယ်ဗျ ဟုတ်ကဲ့ပါကိုအဲ့ဆိုရင်ကိုတက်လောင်အလောကစားနဲ့ဆက်သွယ်တာအကြောင်းကျွန်တော်ကောင်းဆက်ကိုပြောပြပါမယ်နော်ကို ဒီလိုပါနော်ကို ဟုတ်ကဲ့ပါကို အဲ့ဆိုတော့မှားသွားပြီပဲကွာ ဘာဖြစ်ရကွာကိစ္စအမှန်လည်းငါတို့သိသွားပြီဆိုတော့ကောင်းဆောက်တေချာပြန်ချော့ရတော့ရမှာကွာအဲ့လောက်ပြောတော့ရပါကွာ အေးဘောတော့တော့မာကွာငါအဲ့လိုပြောလိုက်တယ်မှာငါလည်းအဲ့လိုတကောနဲ့ငါပြောတာမဟုတ်ပါဘူးမင်းတို့လည်းသိပါ မင်းကပြောတာပဲအားကြောင့်စကားကိုထင်းပြောပါလို့ဘာဖြစ်ကွာဒီကောင်ပြန်ချောင်းလာရပါတယ် ဟုတ်ကဲ့ငါပြောအဲ့ဒါ sorry ကြတဲ့ငါထင်မိတာတော့အဲ့လိုစိတ်တယ်မရှိပါဘူးကွာငယ်သေးတယ် 你ပြောတော့ဒီကောင်ဒီစင်းလို့မအမျက်ရှိရလို့ အေးလေကွာဟုတ်ပါတယ်ကွာဒီကောင်ကြောင့်ငါသိပါတယ် ဟုတ်လို့လားကွာမင်း ဟဲ့အဲ့ကောင်စောင်းနေတာအုပ်ထုံးတယ်ဟိုအကောင်ဖက်လက်မလား ဟဲ့ဟုတ်တယ် ဟဲ့တော် 哎，好的，这个，俺家的是啥毛的？来的， မင်းကပြောတာပဲကွာငါတို့အချိန်မမီအောင်နဲ့တူတယ်ကွာ 俺妈妈比较，俺们这个，OK，俺找不着我要啊。 မင်းမရှိတော့ငါဘယ်လိုနေရမှာလဲကွာမင်းမရှိတော့ငါဘယ်လိုနေရ 不讲这个，白烧波လုံး呢？刚才，ကောင်းဆက် 刚才呀，别往你们这要， မင်းရှင်းလိုက်ရှိတယ်ပဲမတင်ဘူးနော် 俺爸别嘛嘞。啊，毛，你不是那奥拓地嘛？他有没时间来空调，你买的那个？哎，我他妈没有头了，没少一天呢。别的，俺们看你摸一路，不把半年多呢。 မင်းတော်တော်ဆိုးရကောင်မွေးကွာ 哎，没地域啊。 别忙嘛，光别了，俺别了这个，就这么些皮子，我回来了。 ဟိုငါလည်းအဲ့တော့ဆိတ်ရှုပ်ပြီးမင်းပြောတဲ့ဟာကြီးလုံးဝရှင်ငါတောင်းမှမှာကွာကောင်းစားနော် အေးလေကွာကောင်းဆက်ခုလိုပဲလေကွာငါတော့တင်ငယ်ချင်းပဲလေကြေးမလဲကွာပြီးတော့ငါတို့ငယ်ရတင်ငယ်ချင်းတွေပဲကွာညီကိုတွေပဲလေမင်းခုလိုပဲလေကွာနော် 哎，没地域啊。 ဟုတ်ကဲ့ကွာ 哎，多没地域啊。啊，多他妈话。俺老吵，你瓜呀？ နေပြီးရောဝါရော 哎呀，黄总啊， ဘာလဲ 没敲没出来，比你敲的吧？哎呀，你过人嘛，俺老吵的，怕找我们行吗？ အဲ့ဒီကွာမင်းမိလိုက်ကြတယ်အဲ့လောက်ပြောနေ အေးလေကွာဒီကောင်တော့ပြောအမှန် 哎，没弄俺最近那都回来了，为嘛呀？哦，过来回来。 လာဝင်မလားလာ都过来回来。我，哎，明白一来，来错的，哪里在这来？我没看见，我都不咋样。来，不要看那东西。热火嘛。哎呀，怎么有的？来， မင်းအိမ်ရှိကလူပြောရတယ်မင်းအိမ်ဝင်ပေါင်ပြီးချဲထိုးလာတယ်တဲ့အကျွေးလည်းပြန်မဆက်ရသေးဘူးအဲ့ဟုတ်လားမင်းမင်းသားမင်းကဖြေအောင်လေဟုတ်လားလို့ ရှင်နဲ့မရှိဆိုကျွန်မသိရနော်ရှင်ကူမင်းတို့ကပေါင်းမနေနဲ့ ခင်ဗျားပြောရလို့ကျွန်တော်လှုပ်မှာ